ယောက်ျားဖြစ်သူနဲ့စိတ်ဆိုးပြီးအိမ်မော်ကဆင်းပြေးသွားတဲ့မြတ်သူသူတရုတ်ဆောင်မြတ်သူသူကတော့ MRTA ဖုန်းမင်းသမီးကျော်တက်လက်ဖြစ်ပြီးပရိသတ်တွေရဲ့အားပေးမှုရောအားကျမှုကိုရောပါတပြိုင်တည်းခံထားရတာဖြစ်ပါတယ်။ပရိသတ်တွေကတော့မြတ်သူသူကိုကံကောင်းနေသူတရားလို့ထင်တယ်လို့တချို့တွေကလည်းဝေဖန်တိုက်ခတ်တာတွေခံနေရတာဖြစ်ပါတယ်။မြတ်သူသူကတော့ရမ်းချစ်တဲ့ခင်မွန်းတယောက်ရထားတဲ့အပြင်သူ့ကိုချစ်တာကြောင့်ရမ်းကံကောင်းခဲ့တာဖြစ်ပါတယ်။ခုဆိုရင်နည်းပညာလောကထက်စီးပွားရေးလောကထဲမှာပါအောင်မြင်နေတာဖြစ်ပါတယ်။ယောက်ျားလူသူရဲ့ပံ့ပိုးမှုနဲ့သူ့ရဲ့ကြိုးစားမှုကြောင့်စိန်ဆိုင်ကြီးဖွင့်နိုင်ပြီးတတိမကြီးတယောက်ဖြစ်နေပါတယ်။ပရိုင်တာစိတ်ကလည်းပြည့်ရှိတာကြောင့်အလူရည်ဆက်လက်နဲ့မကွာပါပဲ။ဒီလိုမင်းသမီးကျော်လေးကတော့ခုဆိုရင်ယောက်ျားလူသူနဲ့စကားများပြီးအိမ်မော်ကနေဆင်းပြေးသွားခဲ့ပါတယ်။ယောက်ျားလူသူကတော့သူမိန်းမကိုခုထိဘယ်မှရှာမတွေ့သေးတယ်လို့ဘယ်မှရှိလို့ချီမှန်းလည်းမသိသေးပါဘူး။အတော်လေးစိတ်ပူနေတယ်လို့သူမိန်းမမရှိရင်လည်းသူသိနိုင်နေဆိုပြီးမိန်းမကိုရှာဖွေနေပါတယ်။ပရိသတ်တွေကတော့ဘာကြောင့်ရတိတိကျကျမသိပေမဲ့ယောက်ျားလို့သူစိတ်ပူနေတယ်လို့ပရိသတ်တွေကမှစိတ်ပူနေတာကြောင့်အမြန်ဆုံးတွေ့ပါစေလို့ဆုတောင်းပေးနေကြပါတယ်။